စပင်းလေးကျွတ်လို့စိတ်ညစ်နေပြီလားဒီကောင်းချော်လေးအကြောင်းမသိသေးတဲ့သူတွေကိုပြောပြပေးမယ်နော်ချစ်တို့ကိုယ့်ရဲ့ဆန္ဒတွေက6ပြီးဖွာနေလို့ရှိရင်ဒီဗီဒီယိုလို့အဆုံးထိကြည့်သွားပေးပါနော်ချစ်တို့ဒီကောင်းချော်လေးကဆိုလို့ရှိရင်တယောက်စစ်ကိုမွန်းစစ်နဲ့ပြုလုပ်ထားဖြစ်တယ်ဘောက်ထားတတ်တာရယ်နော်ချစ်တို့သူကကြတော့ကိုကကန်နှိမ့်နေဆိုလို့ကိုကမမြင်ရဘူးလေအဲကြောင့်မလို့ဒီကောင်းချော်ချော်လိုက်ပြီလို့ရှိရင်ကိုယ့်ရဲ့ညံ့နေတဲ့ကန်ဒီပါတခါတည်းဖယ်ရှားတော့ပါတယ်ရှင်တယောက်စစ်ခေါင်းတယောက်စစ်ကိုမွန်းစစ်နဲ့ပြုလုပ်ထားပါနော်မုံလာဥနီနဲ့လှုပ်ထားတဲ့ကောင်းချော်ကြီးပါရှင်ဒါလေးကတော့မကြီးမဲနဲ့ပြုလုပ်ထားတဲ့မကြီးကောင်းချော်ကြီးလေးပါနော်ဒီကောင်းချော်ကြီးရာဆိုလို့ရှင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူတွေကိုငြိမ်းပါတယ်ရှင်ပြီးကြတော့ဆန်သားတွေကိုလည်းဥယျာဉ်ပြားတွေလည်းအေးမြစေနော်ချစ်တို့ကျမကိုယ်တိုင်တုံးနေတာမို့လို့စိတ်ချလက်ချသုံးဆက်လို့ရပါတယ်ရှင်ဒီမှာကျမဆန်သားတွေကိုကြည့်ပါနော်ချစ်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူတွေကိုလည်းငြိမ်းစေတဲ့ဥယျာဉ်ပြားကိုလည်းအေးမြစေရနော်အုံထူသပင်းရှည်မြန်နေနော်ချစ်တို့မောက်ကျင်နေဆိုရင် TikTok ချက်ပေါက်မှာလာရောက်မောက်လို့ရပါတယ်ရှင်ဖုန်းဆက်ပြီးတော့မောက်လို့ရပါတယ်နော်ဒီလိုတပူအစအရောက်ငွေချင်းနဲ့ပို့ဆောင်ပေးပါတယ်ရှင်မုံရွာမြို့တင်းဆိုရင် delivery နဲ့ပို့ဆောင်ပေးမယ်နော်ချစ်တို့